Mingalaကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့ music တိလုံငယ်လေးများကိုလေးစားပါတယ်အခုဒီနေ့ message ပေးချင်တာကပါ share လုပ်ပေးချင်တာကပေါ့နော်တိတော့မပြောချင်ဘူးပေါ့နော်ဒါပေမဲ့ share လုပ်ပေးလိုက်ပဲနော်အခုစိတ်ထဲမှာရှိရတာပေါ့နော်ကျွန်တော်ပြောပြမယ်အခုနော်ဒါဗမော်မြို့မှာနော်အခုဒီဇီဘာ25ရက်နေ့ကနေစပြီးမှကျွန်တော်တို့ကချင်လွတ်လပ်ရေးတပ်မတော်ကနဲ့ပူးပေါင်းပါဖွဲ့တွေပေါ့နော်ပြပြီးမှထုစစ်စင်နေဆိုပြီးမှတည်င်းတွေတက်လာတာပေါ့နော်တည်င်းတွေတက်လာတယ်ပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးမှအခုလိုပြောပြချင်ပါတယ်နော်ကျွန်တော်မေးချင်တာကပေါ့နော်ကျွန်တော်ရဲ့ကချင်ပေါ့နော်ကျွန်တော် KK ဖွဲ့တွေကိုမေးချင်တာဟုတ်လားကျွန်တော် KK တော်တော်များများအကုန်လုံးနှီးပါပါပဲခရစ်ယာန်တွေပါလို့ခရစ်ယာန်တွေပါနော်တကယ်ဒီခရစ်စမတ်နဲ့ခုနလိုပေါ့ဗုဒ္ဓဘာသာနဲ့ပြောမယ်အခါတမယနဲ့မှာဟုတ်လားဒါပြောမယ်ဆိုရင်ထုစစ်စင်နေဆိုတဲ့ဟာတော့တကယ်ကျွန်တော်တို့ခရိယာနေနေတော့ကြားလို့မကောင်းဘူးเนาะအဲ့တို့ကဒုတိယကဘာစီလာအဲ့ထဲမှာကြားဖူးတာတွေ့တယ်ပေါ့เนาะဒီဂျာမာဒီနဲ့တခြားခုနလိုပေါ့ရန်သူဒီမျက်နှာချင်းဆိုင်တဲ့အချိန်မှာပေါ့เนาะသူတို့ကခရစ်စမတ်နဲ့ဖြစ်တဲ့တွေ့ပေါ့เนาะဟုတ်လားမတိုက်ဘူးဟိုဖက်ဒီဖက်မတိုက်ဘဲနဲ့သူတို့အချင်းချင်းရန်သူအချင်းချင်းတော်မှပျော်ပွဲရွှေပွဲလေးပေါ့เนาะပျော်စရာလေးတွေနဲ့အတူတူစားအတူတူတောက်ပြီးမှအဲ့လိုဖြတ်တန်းတဲ့တာတကတွေရှိတယ်ဒါကဘာတမိုင်းမှာပေါ့နော်ဒုတိယကဘာစိတ်မှာလားမသိဘူးနော်ကျွန်တော်ဖတ်ဖူးတယ်ပေါ့နော်အခုလိုဒါခရစ်စမတ်နေ့ဆိုတာဒါရန်သူတော်မှအချင်းချင်းတော်မှအပြည့်ရပြီးမှဟလာပြောမယ်ဆိုရင်တော့နော်ဒါအတူတူကခုမြူးတူပြီးမှပျော်နေတဲ့နေ့ပေါ့နော် holiday နေ့တနေ့အီတို့ကလည်းအဲ့လိုမျိုးရှိခဲ့တာပေါ့နော်အခုကျွန်တော်တို့ကချင်မှာပြောမယ်ဆိုရင်ဒါကချင်လို့လည်းတောက်တော့ကေရအကိုလုံးလည်းခရိယာနေပါပဲနော်ဗုဒ္ဓဘာသာတော့မှမပါတော့ပဲပေါ့နော်ပါတဲ့လူလည်းရှိမှာကျွန်တော်တိတော့ခရိယာနေပဲနော်ဒါခရစ်တော်ရဲ့မွေးနေ့အထူးနေ့မြတ်မှာတော့မှတိုက်စစ်တွေဖော်ဆော်တယ်ပေါ့နော်ထူးစစ်တွေစင်နေဆိုတော့တကယ်ကျွန်တော်ခရိယာနေတော့တိကြားလို့မကောင်းဘူးနော်ဒါတကယ်မဖြစ်တဲ့ဟာလို့ကျွန်တော်မြင်တာပေါ့နော်ဒါကျွန်တော်မြင်ကိုပြောပြတာနော်နောက်ပြီးနောက်ပိုင်းဒုတိယချက်ကူမြင်တဲ့ဟာကိုပြောပြတာပေါ့နော်အခုဗမော်တိုက်ပွဲမှာအခု PDF အပါဝေပေါ့နော်ကျွန်တော်ကချင်ရေးဘက်ဒီပေါ့နော်ဟုတ်လား1000ကျော်သွားပြီကျွန်တော်သိတာတေသွားတာ1000ကျော်သွားပြီနော်ကျွန်တော်ပြောပြမယ်ခင်ဗျားတို့ဘလူးပဲတိုက်ဗမော်ကူမနိုင်ဘူးဆိုတာလဲတိပြီးသားပဲဒါပေမဲ့ကျွန်တော်ဒါ KT ပိုင်းခေါင်းဆောင်တွေကဘာယူချက်နဲ့တိုက်နေတယ်လဲဆိုတော့ကျွန်တော်လည်းတကယ်ကျွန်တော်လည်းမသိဘူးပေါ့နော်ဘာကြောင့်တိုက်နေတယ်အခုကဘာလဲဗမော်မြို့လည်းပြက်စီးသွားပြီဘာတိုက်မှလဲလို့နော်အမိုက်ပုံပဲရှိတယ်နော်ဤပြက်ရပြက်အဲ့မှာပြက်စီးသွားတဲ့အပြက်စီးပဲရှိတယ်ဟုတ်လားဗမော်တိန်ဘာတိုက်မှလဲလို့ဘာမှတိန်စရာလည်းမရှိဘူးနော်ဟုတ်ပြီလားကျွန်တော်ပြောပြမယ်ကျွန်တော်စကားစ21လက်ရှိသမျှအရာကိုလုံးနဲ့ခင်ဗျာဟုတ်လားအကိုလုံး free site နဲ့ခင်ဗျာဘဒူမဘလောက်ပဲခင်ဗျာအအား1000နဲ့တိုက်မနိုင်ဘူးနော်ဟုတ်လားလူအောက်လို့ကျွန်တော်တတ်မတော်ကဟုတ်လားအပေါ်က fighter တွေနဲ့ဟုတ်လား drone တွေနဲ့တောက်လျှောက်တွေ့နေတာဘယ်လိုနိုင်မှာလဲလို့နော်မြေပြည်တစ်ခုနဲ့ထူးစစ်စီပြီးမှခင်ဗျာလူအသေးခံဖို့တက်လောက်တော့ဘယ်လိုမှနိုင်စရာလည်းအကြောင်းမရှိဘူးဒါကိုလည်းကဲထိပိုင်းခေါင်းဆောင်တွေတိပါတယ်နော်ဒါပေမဲ့အခုထူးကျွေးနေတာကျွန်တော်အမြင်ပြောမယ်ဆိုတော့ PDF ဒီကအခုအရင်တော့2000ကျော်တော့ဗောနော်ဒီ K ထဲမှာစစ်တီနာပေးလိုက်တာဗောထားလိုက်တော့အခုလက်ရှိ K ထဲမှာ PDF ဒီနော်1000ပေါင်းကြည့်တော့ရှိဦးမယ်ထင်တယ်ဗောနော်ဒီ PDF ဒီကုံသွားမှာပဲနားမလားမသိဘူးလို့နော်ဘာဖြစ်လို့ဆိုတော့ K မှာလည်းခင်ဗျာလည်းလူရေးပေါ်1000လောက်တော့သမီးနှစ်တိုင်းကျွေးဖို့ဆိုတော့မလွယ်ဘူးလीနော်အဲ့ဒါကြောင့်များကုံပါစေဆိုပြီးများတိုက်ခိုင်းနေတာလားတော့ကျွန်တော်အမြင်နဲ့ပြောတာပါနော်ဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးနော်ဟုတ်ပြီလားဗမော်လေးတိတ်ဆရာလဲဘာမှမရှိဘူးအမိုက်တွေပဲရှိတော့တာကိုလိုပြက်စီးတော့ပဲမြို့တွေကလည်းနော်ဟုတ်ပြီလားဘာတိုက်မှလဲလို့ဘာမှတိတ်ဆရာလဲအကြောင်းမရှိဘူးဟုတ်လားဗမော်တိတ်ပြီးမှဘာလုပ်မှလဲကဲပြည်သူလဲတယောက်မှမရှိတော့အိမ်လဲကိုလိုပြက်စီးသွားပြီဘာတိုက်မှလဲလို့ဘာရကျင်နေတာလဲကျွန်တော်လဲနားကိုမလဲဘူးနော်အဲ့ဒါ PDF ကုံမနားမယ်ထင်တယ်လို့ကျွန်တော်ကဲရတော့ကျွန်တော်အမြင်ပြောတာပါနော်ဒါမဲ့ဒါလူဒီကတော့ဟာလာတန်ဖိုးရှိပါတယ်လူငယ်တွေနော်ဟုတ်ပြီလားလူငယ်တွေတန်ဖိုးရှိပါတယ်အတိတ်ကလကားရတာမဟုတ်ဘူးလို့နော်လူငယ်တယောက်ဖြစ်လာဖို့အတွက်ချီကျုံတေးကျုံကအစကိုလိုလူလားမြောက်တွေအထိတော်လေးကိုမိဘတွေကပြုစုရပြီးမှလူငယ်တယောက်ဖြစ်လာတာလို့ကျွန်တော်မြင်ချင်တာထူးမကျွေးပါနဲ့တော့လို့နော်ကျွန်တော်တိတက်လောက်ရွာမှာလဲဟာလာတွတ်တမြကိုလိုစူဆောင်းရဲခေါ်တယ်ကွာနော်ဟုတ်ပြီလားစူဆောင်းရဲခေါ်တယ်အမဟာလာရှစ်တန်းမှာတိုက်ခိုင်းတယ်ခင်ဗျာတေခိုင်းနေတဲ့အနေထားတွေဖြစ်နေတာနော်ဒါတော့တကယ်တော့ဖျားလည်းမကြောက်ဘူးနတ်လည်းမကြောက်ဘူးလူလည်းမကြောက်ဘူးဘယ်သူမှကြိုက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြတာနော်
ဒါမဲ့ကျွန်တော်အမိပြောတာပါနော်ဒါကျွန်တော် KL ကိုလည်းကျွန်တော်မမုန်းပါဘူးကျွန်တော်ကချင်ချင်းလေးဆိုတော့ကျွန်တော်မမုန်းဒါမဲ့လောက်တာကင်တာတွေကကျွန်တော်အမိနဲ့ပြောရတယ်တိမဟုတ်တယ်လို့ဖြစ်နေလို့နော်လူရဲ့အတက်ကိုတန်ဖိုးထားစေချင်တယ်လို့နော်ဟုတ်ပြီလားလူရဲ့အတက်ကိုတန်ဖိုးထားစေချင်တယ်လို့လူအတက်တစ်ချောင်းကအရန်တန်ဖိုးရှိပါတယ်လို့နော်အများကြီးမပြောချင်ပါဘူးနော်ဒါပဲပြောချင်ပါတယ်ကျုပ်တင်ပါတယ်